တခါတော့ငါရွာလေးတစ်ရွာမှာဦးမိုင်းနဲ့ဒေါ်ကျန်းလို့ခေါ်တဲ့လင်မယားနှစ်ယောက်ရှိခဲ့ပါတယ်။သူတို့နှစ်ယောက်ကတိမ်လေးတစ်လုံးမှာဆင်းရဲဒုက္ခရောက်စွာနေထိုင်ခဲ့ကြရတယ်။ဦးမိုင်းနဲ့ဒေါ်ကျန်းတို့ကဘလောက်ပဲစူးစမ်းပန်းစားရှာဖွေလုပ်ကင်နေပါစေ။စီးပွားရေးအခြေအနေဆိုးရွားတဲ့အတွက်ကုန်သွယ်မှုနဲ့အငှားအလုပ်တွေကနေကြတဲ့ဝင်ငွေတွေကမလောက်ငှားခဲ့ပါဘူး။ဒါကြောင့်သူတို့နှစ်ယောက်ကတနေ့ထက်တနေ့ပို့ပြီးတော့ဆင်းရဲကြက်တဲလာခဲ့ရတယ်။နှစ်ကာလများစွာကြာမြင့်လာပြီးတဲ့နောက်မှာတော့ဒေါ်ကျန်းကကိုဝင်အရင်မှကြီးနေဖြစ်နေပြီးမကြမီမှာပဲကလေးမွေးဖွားလာတော့မှဖြစ်တယ်။အဲဒီအတွက်ကြောင့်လင်မယားနှစ်ယောက်လုံးကသားသမီးလေးကိုပိုင်ဆိုင်ရတော့မှမို့လို့အလွန်ပင်ဝမ်းသာပျော်ရွှင်နေခဲ့ကြတယ်။ဒီနေ့မှာတော့ဇနီးဖြစ်သူဒေါ်ကျန်းကခင်မွန်းဖြစ်သူကိုအခုလိုပဲပြောလိုက်တယ်။ယောက်ျားကြီးအခုဆိုရင်ကျမကကိုဝင်အရင်မှကြီးမို့လို့မကြခင်မှာကလေးမွေးတော့မှဒီနေ့တော့ကျမအပြင်ထွက်ပြီးအလုပ်လိုက်လို့မဖြစ်တော့ဘူး။ဒါကြောင့်ရှင်တယောက်တည်းပဲသွားပြီးအလုပ်လုပ်ခဲ့လေနော်။ဟာမိမရဲ့အခုလိုကိုဝင်အရင်မှကြီးနေဆိုတော့မင်းကိုဘယ်လိုလုပ်အလုပ်သွားခိုင်းရက်ပါမလဲ။မင်းအိမ်မှာပဲတယောက်တည်းတတိထားပြီးနေခဲ့။ဘိုက်ထဲကကလေးငယ်လေးတခုခုဖြစ်သွားရင်ငါတို့ဘယ်လိုလုပ်ကြမလဲ။ရှင်စိတ်မပူပါနဲ့ကျမသားလေးကိုတေချာဂယူးဆိုင်ပြီးတော့ဂယူးဒီဇိုင်းနဲ့ဆောက်ရှောက်သွားပါမယ်ရှင်။လင်မယားနှစ်ယောက်စကားပြောဆိုပြီးတဲ့နောက်မှာတော့ခင်ပွန်းဖြစ်သူဦးမိုင်းကမိသားစုအတွက်ငွေရဖို့အတွက်ရွာသားတွေရဲ့ဥယျာဉ်ချက်မြေတွေမှာအငှားလုပ်ဖို့အိမ်ကနေထွက်ခွာသွားခဲ့လိုက်တယ်။ဇနီးဖြစ်သူဒေါ်ကျန်းကခင်ပွန်းဖြစ်သူအလုပ်သွားတဲ့အခါပုံမှန်တိုင်းပဲအိမ်လုပ်တွေလုပ်ရင်းနဲ့ကြံရစ်ခဲ့ရတယ်။ဒီနေ့မှာတော့ဒေါ်ကျန်းကကလေးမွေးတော့မဲ့ဝေဒနာကိုခံစားလာခဲ့ရပါတယ်။အဲ့လိုဖြစ်လာတဲ့အခါမှာတော့အိမ်ရှိကနေဖြတ်တန်းသွားလာနေတဲ့ရွာသားဦးစိန်ကိုဒေါ်ကျန်းကအော်ဟစ်ပြီးတော့အကူအညီတောင်းလိုက်တယ်။ကိုစိန်ကျမဘာအရန်နာလာပြီရှင်ကလေးမွေးတော့မယ်တနေ့ကျမအကူညီပြီးလက်သေးဆရာမကိုသွားခေါ်ပေးပါလားရှင်ဟဲ့ဒေါ်ကျန်းရဲ့ဘိုက်နာနေရအောင်တယောက်တည်းထိုင်နေစရာလားပြီးတော့နေ့ယောက်ျားရောဘယ်ရောက်သွားတာတော့အိုးကျမယောက်ျားရွာသားတွေရဲ့ဥယျာဉ်ချမ်းမှာအငှားလို့သွားလို့နေတာပါရှင်သူပြန်လာရင်လည်းညမှာပဲပြန်ရောက်တော့မှာမို့လို့အဲ့ဒီချိန်ထိဆိုရင်ကျမအသက်တောင်ရှူနိုင်တော့မှာမဟုတ်တော့ဘူးဝေဒနာအရန်နာလို့နေလို့ပါအေးပါနည်းနည်းလောက်တော့တီးခန့်ထားလိုက်အောင်နော်ငါအခုချက်ချင်းလက်သေးဆရာမကိုသွားခေါ်ပေးပါမယ်စကားပြောပြရတဲ့ဦးစိန်ကလက်သေးဆရာမသွားခေါ်ဖို့အတွက်အမြန်ဆုံးထွက်သွားခဲ့တယ်ဒါပေမဲ့လက်သေးဆရာမရဲ့အိမ်ကအရန်ဝေးတဲ့အပြင်လမ်းခီးကလည်းခက်ခဲတာကြောင့်လမ်းလျှောက်သွားတဲ့ဦးစိန်အတွက်အချိန်အတော်လေးကိုကြာမြင့်သွားခဲ့ပါတယ်လမ်းလျှောက်တာပင်ပန်းလိုက်တာဒီနေ့တော့ဆေးဖက်ဝင်အပင်တွေဝယ်ပြီးရှုဖို့အတွက်ငွေလေးပါလေးရမယ်ထင်ထားတာနောက်ဆုံးတော့လည်းဘာမှမရပဲပြင်ရတော့မှာပါပဲစကားပြောပြီးတဲ့နောက်မှာတော့ဦးစိန်နဲ့လက်သေးဆရာမတို့နှစ်ယောက်ကကိုယ့်အိမ်ကိုပြန်သွားခဲ့ကြတယ်။သူတို့ပြန်သွားပြီးတိတ်မကြခင်မှာပဲခင်မောဖြစ်သူဦးမိုင်းကဥယျာဉ်ခြံကနေပြန်ရောက်လာခဲ့တယ်။အိမ်ကိုရောက်လာတဲ့အခါမှာဦးမိုင်းတယောက်အံ့ဩဝမ်းသာသွားပြီးဦးမြူးသွားကဒေါ်ကျန်းနဲ့ကလေးငယ်လေးကိုပြေးကပွေဖက်လိုက်ပါတော့တယ်။မိမကြီးဒီနေ့တော့ငါတကယ်အပျော်ဆုံးနေပဲငါသားလေးဒီနေ့ပဲမွေးလာလိမ့်မယ်လို့ထင်မထားမိဘူးပို့ပြီးတော့လဲအံ့ဩဖို့ကောင်းတာကလေးလေးကကြမ်းကြမ်းမာမာနဲ့အရန်ကိုချော့မော့ပြီးငါလိုပဲနှာခေါင်းဆက်ဆက်လေးနဲ့တကယ်ကိုလှပလွန်းတာပြီးတော့မင်းရောဘာမှမဖြစ်ဘူးမလားဘသူကမင်းကိုကူညီပြီးတော့ကလေးမွေးပေးတာလဲအော်ရှင်လှုပ်သွားပြီးမကြခင်မှာပဲကျမအိမ်လုပ်တွေလုပ်နေနေဗိုက်ရမ်းနာလာတာအဲ့ဒီချိန်မှာကိုစိန်လန်းဖြတ်သွားတော့ကျမတို့အကူညီတောင်းပြီးလက်သေးဆရာမသွားခေါ်ခိုင်းခဲ့တာပေါ့ဒါပေမဲ့ကိုစိန်ဆီယမနဲ့ပြန်ရောက်လာတဲ့အချိန်မှာတော့ဘိုက်ကအရန်နာလာပြီးကျမလည်းမစောင့်နိုင်တော့ပဲနဲ့ကလေးကိုကိုယ့်ဘာသာကိုပဲအဆင်ပြေပြေမွေးလာရတာပေါ့ရှင်ကလေးကလွယ်လွယ်နဲ့ပဲမွေးလာရတာမို့ကျမလည်းအံ့ဩမိတာဒါကျမရဲ့ပထမဆုံးမွေးတဲ့ကလေးမို့လူကြီးတွေကပြောကြတဲ့အတိုင်းဥဥဖျားလေးမို့လို့တကယ်ကိုအကျိုးပေးကောင်းတဲ့ကလေးပေါ့ရှင်အေးဒီအသက်ရွယ်ကြီးကြမှာပထမဆုံးကလေးမွေးရတာဥဥဖျားတဲ့ကလေးရဲ့လားတကယ်ကိုရည်ရတယ်ဒါပေမဲ့ဘာပဲပြောငါတို့ရဲ့သားလေးချမ်းချမ်းမာမာနဲ့မွေးဖွားလာနိုင်တာကိုတကယ်ကိုဝမ်းသာပါတယ်ငါလည်းငါသားလေးအတွက်ဆိုပြီးအရင်ကထက်ပိုပြီးစူးစမ်းပန်းစားလောက်ကန်ရှာပွေပြီးထောက်ပံ့ပေးသွားပါမယ်ငါတို့ရဲ့ဒီသားလေးကိုတော့စိန်ရွှေလို့နာမည်ပေးလိုက်မယ်လေဒီလိုနဲ့ပဲလင်မယားနှစ်ယောက်ကအသက်အရွယ်ကြီးရင်မှပထမဆုံးတဦးလေးကိုပိုင်ဆိုင်ခဲ့ရတာမို့လို့ဘလို့တွေးကြုံမှမရှိကြပြီမဲလို့လေသားလေးပေါ်မှာတော့အလွန်ကိုချစ်ခင်ကြပြီးတော့အဖက်ဖက်ကနေဂီယူဒီဇိုင်းနဲ့ဆောင်းရှောက်ခဲ့ကြတာဒီလိုနဲ့ဦးမိုင်းကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ဒေါ်ကျန်းတယောက်ထဲသာတားဖြစ်သူစိန်ရွှေကိုအစွမ်းကုန်ချစ်ခင်မြတ်နိုးပြီးအလိုလိုက်ထားခဲ့တာပေါ့စိန်ရွှေလေးကမိဘတွေရဲ့အလိုလိုက်မှုတွေကြောင့်အတားကြီးတဲ့သူတစ်ပါးကိုအနိုင်ကျင့်တဲ့သူတယောက်ဖြစ်လာခဲ့ပါတော့တယ်စိန်ရွှေကနေ့တိုင်းလိုလူငယ်တွေနဲ့ရန်ဖြစ်လေးရှိပြီးရွာသားတွေကဒေါ်ကျန်းထံလာရောက်တိုင်ကြားကြတယ်ရွာသားတွေပြန်သွားတော့စိန်ရွှေလည်းတငယ်ချင်းတွေနဲ့တူရန်ဖြစ်ပြီးအိမ်ကိုပြန်ရောက်လာခဲ့တယ်စိန်ရွှေအခုလေးတွေမဲ့ကိုစိန်လာသွားတယ်မင်းကသူတို့ကလေးတွေကိုရိုက်နေတယ်ဆိုတာဟုတ်သလားဟာဗျာအဲ့ဒီကောင်တွေကစွာတီးနဲ့ကျွန်တော်ကိုသူတို့ကစိန်ခေါ်နေတာမို့လို့ကျွန်တော်ကလည်းလေဘင်းကိုအမက်တမဲ့ရိုက်လိုက်မိတာပါသူတို့ကချက်ချင်းပဲထွက်ပြေးသွားကြတယ်
ကောင်းလိုက်တာငါသားရဲ့ဒါပေမဲ့နောက်တစ်ခါကျရင်တော့သူတို့တည်သွားရင်မင်းမဲ့ဒုက္ခရောက်လိမ့်မယ်အဲ့ဒီအစားလက်ဖွားနေပဲတကယ်မသိနိုင်တဲ့နေရာတွေကိုပဲရိုက်စမ်းပါဟုတ်ကဲ့ပါအမေနောက်ပိုင်းမှာတော့စိန်ရွှေကပို့ပြီးတော့ဆိုးလာခဲ့တယ်လောင်စားတွေလုတ်ပြီးပတ်စံလူတိုင်းတော့ကျန်းကိုအနိုင်ကျင့်มาတော့တယ်တနေ့မှာတော့အမေသားကိုပတ်စံပေးပါတငယ်ချင်းတွေနဲ့အတူပွဲသွားကြည့်မလို့အမေမှာပတ်စံမရှိတော့ဘူးသားရဲ့မနေ့ကပဲအကုန်ပေးလိုက်ရတာလေအမေလည်းအသက်ကြီးပြီမို့လို့အရင်ကလိုမရှာနိုင်တော့ဘူးဟာဗျာဘာလို့မရှိရတာလဲအဖေထားခဲ့တဲ့ပတ်စံတွေရောဘလို့ရောက်သွားလို့လဲပတ်စံမပေးအမေကိုထိုးရလိမ့်မယ်နော်စိန်ရွှေလက်တော်ကျန်းကိုခြေထောက်နဲ့ကန်ပြီးအိမ်ကနေထွက်သွားခဲ့တယ်ပတ်စံမရတဲ့အဆုံးစိန်ရွှေတယောက်တထေးရဲ့အိမ်ကိုဝင်ခိုးရမှာတထေးရဲ့တနက်နဲ့အပြစ်ခံရပြီးသေဆုံးသွားကတဆေကြီးဖြစ်သွားခဲ့ရတယ်တညမှာတော့အမေသားပါသားအပြစ်တွေလုံးပြီးလို့အခုလိုမလို့မကျွတ်တဲ့ဘွားရောက်သွားခဲ့ရပြီအဲ့လိုပြောပြီးတဲ့နောက်တဆေဘွားကိုရောက်နေတဲ့စိန်ရွှေလည်းပြောက်ကွယ်သွားပြီးရွာသားတွေကိုလိုက်လံခြောက်လန့်ပြီနောက်ဆုံးမှဆိုရင်တော့တတိနဲ့နတ်ဆရာတို့ကတရေစိန်ရွှေကိုရွာတွေကနေမောင်းထုတ်ဖို့ကြိုးစားရမှာဒေါ်ကျန်းကအလဲကနေဝင်ရောက်တားဆီးလိုက်ခဲ့တယ်စိန်ရွှေသားရဲ့အမေတို့ဆက်ပြီးတော့မုန်းတီးမှုတွေမလုပ်ကြပါနဲ့တော့ဒါရီကသားကိုပို့ပြီးဒုက္ခရောက်စေအောင်ပဲရှိမှာဒါပေမဲ့ तू ကသားကိုတတ်သွားတာလေအမေရဲ့မလုပ်ပါနဲ့တော့သားရဲ့ဒီကိစ္စတွေကသားမှကြောင့်ဖြစ်ရတာပါအမေမျက်ရည်ကြရတာသားကြောင့်ပါသားကလူကောင်းတစ်ယောက်ဖြစ်အောင်မကြိုးစားခဲ့ဘူးလေအမေသားတောင်းပန်ပါတယ်သားအမားတွေကိုသားသိပါပြီသားကိုအမေခွင့်လို့ပါတယ်ကွယ်နောက်ဘွားမှာတော့ဒီလိုမျိုးမဖြစ်ပါစေနဲ့တော့အမေဆူတောင်းပေးပါရဲ့သားရဲ့ဒီလိုနဲ့နောက်ဆုံးမှာတော့စိန်ရွှေရဲ့ဝိညာဉ်ကပြောက်ကွယ်သွားပြီးရွာမှာလည်းခြောက်လန့်မှုတွေမရှိတော့ဘဲနဲ့အေးချမ်းချမ်းပဲရွာသားတွေကအနေထိုင်သွားနိုင်ခဲ့ကြပါတော့တယ်ရှင်